barely နဲ့ hardly ဘာကွာလဲဒီဗီဒီယိုလေးမှာလေ့လာကြည့်ကြမယ်နော် barely ရော hardly ရောနှစ်ခုစလုံးက adverb တွေဖြစ်ပါတယ် barely မဖြစ်စလောက်လုပ်တယ် hardly မလုပ်တလောက်ရှားတယ် he barely cares me သူကျမကိုမဖြစ်စလောက်လေးတော့ဂရုစိုက်ပါတယ် he barely passed the exam သူစာမေးပွဲကိုအောင်တယ်ဆိုရုံလေးကတ်အောင်နေ he can barely buy a ticket သူလက်မှတ်ကိုဝယ်နိုင်တယ်ဆိုရုံလေးပဲလက်မှတ်ကိုပုတ်ခါတိခါလေးပဲဝယ်နိုင်တယ်ဆိုတဲ့သဘောပေါ့နော် hardly ဆိုတာကကြတော့မလုပ်တလောက်ရှားတယ်ဥပမာ he hardly stays home သူအိမ်မှာမနေတလောက်ပဲတစ်ချိန်လုံးအပြင်ထွက်နေတာများတယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ် I can hardly hear you ကျွန်တော်ခမပြောတာကိုမကြားရတဲ့လောက်ပဲ she hardly calls her mother သူမအမေစီကိုဖုန်းမဆက်တဲ့လောက်ပဲ6လတစ်နှစ်နေတောင်တစ်ခါမဆက်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ် hardly နဲ့ barely ကို interchange လုပ်ပြီးတော့သုံးလို့ရလား I hardly slept last night I barely slept last night နှစ်ကြောင်းစလုံးက grammar အရမှန်ပါတယ် I barely slept last night ကျွန်တော်မနေ့ညကမဖြစ်စလောက်လေးတော့အိတ်ခဲ့ရတယ်အိတ်ခဲ့ရတဲ့အပိုင်းလေးကို focus ထားပြီးတော့ပြောတာဖြစ်ပါတယ် I hardly slept last night ကျွန်တော်မနေ့ညကမအိပ်ရတဲ့လောက်ပဲမအိပ်ရတဲ့အကြောင်းကို focus ထားပြီးတော့ပြောတာဖြစ်ပါတယ်ဒီနေရာမှာကိုဘလို့ခန်းစားချက်နဲ့ပြောချင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ရွေးချယ်သုံးစွဲလို့ရပါတယ်တခုတတိထားမှာက hardly or barely ရောဟာ negative သဘောဆောင်တဲ့ adverb တွေဖြစ်ပါတယ်ဒါကြောင့်မလို့ negative စကားလုံးတွေနဲ့ထပ်တွဲပြီးတော့မသုံးပါဘူးဥပမာ It's so dark I can hardly see outside အရန်မောင်နေတယ်ကျွန်တော်အပြင်ကိုမမြင်ရသလောက်ပဲဒီနေရာမှာ I can't hardly see outside လို့သုံးလို့မရပါဘူးနောက်ဗီဒီယိုလေးတွေမှာဆက်တွေ့မယ်နော် See you next time bye bye